ဘာလို့မှန်ထဲမှာကြည်ကောင်းပြီးရောကင်မရာထဲမှာကျတော့ကြည်ရဆိုးနေရတာလဲကြုံမှုကြမှာပါတခါတလေမှန်ထဲမှာကိုယ့်ရုပ်ကိုကြည့်ပြီးရောဟာဒီနေ့ငါကြည်ကောင်းနေပါလားလို့တွေးနေတဲ့အချိန်မှာပဲတယောက်ကကိုယ့်ကိုရုပ်တရက်တပုတ်ရလိုက်တဲ့အခါအဲ့ဒီပုံပြန်ကြည့်ပြီးတော့ဟာငါရုပ်ကြီးကဘာရုပ်ကြီးဖြစ်သွားတာလဲကြည်ရဆိုးလိုက်တာဆိုပြီးတော့ဖြစ်သွားတတ်ကြပါတယ်မျက်နှာကလည်းဒီမျက်နှာလိုက်တင်ကလည်းဒီလိုက်တင်ပဲဒါပေမဲ့မှန်ထဲမှာကျတော့ကြည်ကောင်းပြီးရောကင်မရာထဲမှာကျတော့ချားလူတယောက်လိုပြောင်းသွားတာလူတိုင်းဖြစ်မှုကြမှာပါဒါမင်းရဲ့စိတ်ကပဲဖြစ်နေတာမဟုတ်ဘူးတကယ်ပဲမှန်နေတဲ့ပုံနဲ့တပုံတွေကပုံတွေကကွာခြားချက်တွေရှိနေတာပါစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကတော့မှန်ရောကင်မရာရောနှစ်ခုလုံးလေးရရုပ်ကမင်းရုပ်အစစ်မှန်မဟုတ်ပါဘူးအဲ့ဒါကြောင့်ဒီ view ထဲမှာတော့မှန်ထဲမှာကျတော့ကြည်ကောင်းပြီးရောကင်မရာထဲမှာကျတော့ဘာလို့နောက်လူတယောက်ပြောင်းသွားလို့မျိုးကြည့်ရတော်လေးစိုးနေလဲဆိုတာတွေကိုပြောပြပေးသွားမယ်ခုပြောပြမယ့်ဟာတွေကိုနားလည်သွားမယ်ဆိုရင်မင်းရဲ့မျက်နှာကိုကင်မရာထဲမှာအရင်လိုလုံးဝပြတ်မြင်ရတော့မှာမဟုတ်ဘူး1ကင်မရာရဲ့ရုပ်ကအမှန်မဟုတ်ဘူးမင်းရဲ့ဖုန်းကင်မရာမှာမြင်နေရတဲ့မျက်နှာတရားဝင်တော့မင်းရဲ့မျက်နှာအစစ်မဟုတ်ပါဘူးဒါကင်မရာရဲ့ algorithm နဲ့ AI တွေနဲ့ကင်မရာရဲ့ lens တွေကမင်းရဲ့မျက်နှာကိုပြန်လည်ပုံဖော်ထားတဲ့ပုံရင်းအောင်တက်တာဖြစ်ပါတယ်မင်း selfie ရတဲ့ကအသုံးပြုတဲ့ front camera တွေကများသောအားဖြင့် wide angle မျိုးစားတွေဖြစ်ပြီးတော့အဲ့ဒီ camera တွေကပဲမင်းမျက်နှာမှာရှိတဲ့ facial feature တွေဖြစ်တဲ့နှာခေါင်းလိုမျက်လုံးလိုပုံပြတ်သွားစေပါတယ်အကယ်၍မင်းကဖုန်းကိုမျက်နှာနဲ့ရန်ကပ်ပြီးတော့တုံးရိုက်မယ်ဆိုရင်မင်းရဲ့နှာခေါင်းပိုကြီးသွားသလိုနှစ်ဖူးကပိုကျဲသွားသလိုနဲ့မေးစေးကသေးသွားသလိုဖြစ်သွားတတ်ပါတယ်အားကြောင့်မင်းဟိုဝေးရရိုက်ထားတဲ့တပုတ်နေမှာကြာကြည်ကောင်းပြီးတော့ selfie camera မှာကျတော့ကြည်ရဆိုးနေတဲ့အကြောင်းရင်းပါဒါတွေအားလုံးကအကွာအဝေးနဲ့ camera lens မျိုးစားတွေပုံမှန်မူတည်နေတာပါ professional တပုတ်ဆရာတော်တော်များများဒီချက်ကိုကောင်းသိကြပါတယ်အဲအကြောင်းမို့တပုတ်ဆရာတွေကပုံလှတွေရိုက်တဲ့အခါ focal lens ပိုရှည်တဲ့ camera lens တွေကိုအသုံးပြုပြီးတော့အနောက်ခက်လန်းလန်းဆုပ်ပြီးတော့ရိုက်ကြတာဖြစ်ပါတယ်အဲဒါပဲမင်းရဲ့မျက်နှာအချိုးအစားတွေကိုပို့ပြီးတော့ balance ဖြစ်သွားစေပြီးတော့ selfie camera ရဲ့ပုံထက်အများကြီးပိုကြည့်ကောင်းသွားစေရပါဒါပေမဲ့လည်းတကယ်ချင်းတွေကမင်းကိုလက်တကမ်းအကွာလောက်ကနေ snap ပုံတစ်ပုံရိုက်လိုက်မယ်ဆိုရင်တော့အဲ့ဒါ camera lens တွေရဲ့အဆိုးအဆုံး position ဖြစ်နေတဲ့အတွက်မင်းရဲ့မျက်နှာတစ်ဖက်ဆောင်းနေတယ်လို့မျက်ခေါင်းကအပေါ်ကိုတက်နေပြီးတော့တစ်ဖက်ကအောက်ကိုကျနေလို့မျိုးနှာခေါင်းအောင်ဆောင်းနေတယ်လို့မျိုးမင်းရဲ့မျက်နှာအချိုးအစားညီညာမှုပြတ်သွားစေပြီးတော့ကြည့်ရတော်တော်လေးဆိုးသွားစေရပါနံပါတ်2မှန်နေရလဲမှန်မနေပြန်ဘူးမှန်ထဲမှာမြင်နေရရုပ်ကရောတကယ်ရုပ်စစ်လားခါးတီးစရာကောင်းတဲ့မှန်တရားတစ်ခုပြောရရင်တော့မှန်နေရရုပ်ကမင်းရဲ့ရုပ်စစ်မှန်မဟုတ်ပြန်ပါဘူးဘာလို့လဲဆိုတော့မှန်လဲမင်းကိုညာနေရပါကင်မရာတွေကဒါမင်းရဲ့ရုပ်ကိုပုံဖြတ်ထားတာမှန်နေရရုပ်ကတော့အစ်စ်ပဲလို့တွေးနေတော့မှားတော့ပါလိမ့်မယ်တကယ်တော့မှန်နေရမင်းမှန်စားကြည့်တဲ့အရွယ်ရစပြီးတော့မင်းကိုလိန်နေရပါမှန်အများစုကမင်းမျက်နှာကိုမင်းကိုယ်တိုင်အောင်ဒီထားမိလောက်အောင်ပုံဖြတ်ထားတတ်ကြပါတယ်ဘာလို့လဲဆိုတော့ဂျင်ကမှန်တွေကိုကြည့်ဘူးပဲမလားအဲ့ဒီမှန်မှာမင်းရဲ့ body ကလုံးဝကြည်ကောင်းနေပြီးတော့အိမ်ရောက်လို့ရေချိုးဖို့အိမ်ချိုးပြီးတော့မှန်ကြည့်လိုက်တဲ့အခါမှာတော့ဟာငါ body ကဘာဖြစ်သွားလဲဆိုပြီးတော့တွေးမိကြမှာပါတကယ်တော့အဲ့ဒါဟာဂျင်အမှန်တွေကမင်းရဲ့ခန္ဓာကိုယ်ပို့ပြီးကြည့်ကောင်းတယ်လို့ထင်ရအောင်တေချာလေး lens တွေကိုအသုံးပြုပြီးတော့လှုပ်ထားတာပါအဲ့လိုပဲဝိထဲဆိုင်ဒီမှာလည်းမင်းကကြည့်ကောင်းနေတယ်ဝိလိုက်တဲ့အင်ဂျင်နဲ့လိုက်ဖက်နေရလို့ခံစားနေရပြီးတော့သူတို့ရဲ့ပစ္စည်းတွေကိုပို့ဝယ်ဖြစ်အောင်လို့ခန္ဓာကိုယ်ပို့ပြီးတော့တေးသွယ်သွားစေရဲ့ slimming mirror တွေကိုအသုံးပြုထားကြပါတယ်မှန်တွေရဲ့တကယ်အဆိုးဆုံးအချက်တစ်ခုရှိပါသေးတယ်မှန်တွေအားလုံးကမင်းမျက်နှာရဲ့ reverse version ကိုပဲပြပေးတာပါဆိုလိုတာကလူတွေကမင်းကိုတကယ်တမ်းမြင်ရတဲ့မျက်နှာကိုပြပေးတာမဟုတ်ဘဲနဲ့ကိုယ့်မျက်နှာရဲ့ပြောင်းပြန်ပါရှင်ကိုပဲပြပေးရပါအဲကြောင့်တပုံလေးထဲမှာကိုယ့်မျက်နှာတစ်မျိုးကြီးဖြစ်နေတယ်လို့ခံစားနေရတာဒီအချက်ကြောင့်ပါပဲဒါကို psychology က Mary exposure effect လို့ခေါ်တယ်လူရဲ့အုံနောက်ကကိုယ်နဲ့ယဉ်နေကြအရာတစ်ခုပဲပို့ပြီးတော့နှစ်သက်ကြလို့ပါအဲကြောင့်မင်းကမှန်တဲ့ကိုယ့်ရဲ့ပြောင်းပြန်ပေါ်နေတဲ့မျက်နှာကိုပဲနေသားကြနေပြီးတော့ back camera ရဲ့ကိုယ့်ရဲ့မျက်နှာကိုကြတော့တစ်မျိုးကြီးဖြစ်နေတယ်လို့ခံစားနေရတာပါနံပါတ်3 lighting ကတပုံနေထဲမှာမင်းပါလို့ရုပ်ဆိုးနေရလဲဆိုတဲ့အဓိကအကြောင်းရင်းပဲမှန်ထဲမှာကြည်ကောင်းပြီးတော့တပုံရလန်ရုပ်ဆိုးသွားတဲ့အဓိကအကြောင်းရင်းကအလေးမှောင် lighting ကြောက်ပါပဲမင်းရဲ့အခန်းမီဒါမှမဟုတ်ညနေခင်းအလင်းရောင်လိုမျိုး soft light တွေနေရမင်းရဲ့အသားရည်ကိုပို့ပြီးတော့ချုံးမိသွားစေပါတယ်အဲ့ဒါမင်းမျက်နှာမှာရှိတဲ့ဝက်ချံတွေမျက်ကွင်းညိုတာတွေအသားရည်ပူထစ်တွေနဲ့အခြားပြစ်နာစာတေးသေးလေးတွေကိုဖုံးဝယ်ပေးထားပါတယ်အဲ့ဒါကြောင့်မို့လို့မင်းရဲ့အခန်းထဲမှာရှိတဲ့မှန်ထဲမှာကျတော့ပို့ပြီးတန့်ပြန်တောက်ပါပြီးတော့ဆွဲဆောင်မှုရှိတဲ့ပုံပေါက်နေရပါဒါပေမဲ့ hash လိုက်တဲ့အလင်းစူးတွေကတော့စက်ညီပါပါပဲဖြူအောင်မီးချောင်းတွေရဲ့အလင်းစူးစူးကြီးတွေရေချိုးကန်းတွေကမီးချောင်းတွေခေါင်းပေါ်တက်တက်ရလာတဲ့အလင်းတွေနဲ့မျက်နှာပေါ်တိုက်ရိုက်ကြောက်နေတဲ့နေအောင်ကြီးတွေကမင်းရဲ့မျက်နှာပေါ်ကချွေးပေါက်ငယ်လေးတွေညီညာမှုမရှိတဲ့အသားကြီးမျက်ရည်ဖောင်းတာနဲ့မျက်နှာမညီမညာမှု facial asymmetry ကိုလုံးဝအသေးစိတ်တိုင်းပေါ်လွင်နေစေပါတယ်အားကြောင့်တစ်ခါတလေမှာချိုးနေရတွေမှာမင်းရဲ့ရုပ်ကကြည်ရဆိုးနေတာပါဒါမင်းရဲ့မျက်နှာကြောင့်မဟုတ်ဘဲနဲ့မတူညီရဲ့ light တွင်ပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်ဒါကြောင့်လဲကျောင်းမှာတင်ငယ်ချင်းတွေနဲ့ဆွေးရိုက်တဲ့ group photo တွေမှာကိုယ့်ရဲ့ရုပ်ကကိုမှန်ထဲမှာမြင်ခဲ့ရတဲ့ရုပ်နဲ့တော်တော်လေးကွာခြားနေရပါခေါင်းပေါ်တက်တက်ရလာတဲ့အလင်းတွေကမျက်လုံးအောက်နဲ့နှာခေါင်းသားမှာအရိပ်တွေကြောက်စေပြီးတော့ငကိုကြည်ကောင်းတဲ့လူတော်မှကြည်ရတာတော်တော်လေးဆိုးသွားစေနိုင်ပါတယ်ကိုယ့်ရဲ့တရားရင်လုံးတကယ်မျက်နှာအစ်စ်ကိုဘယ်သူမှမသိနိုင်ဘူး
တကယ်အမှန်တရားကတော့လူတွေအားလုံးကအခြားလူကိုယ့်ကိုမြင်နေရတဲ့မျက်နှာပုံစံကိုဘယ်လို့မှမသိနိုင်ဘူး။မှန်တွေကမင်းမျက်နှာကို reverse လုပ်တယ်။ကင်မရာတွေက digital နည်းပညာရင်းနဲ့မင်းရဲ့ပုံလေးကိုပြန်ပြုပြင်တယ်။ light တွေကကိုယ့်မျက်နှာတစ်ခုလုံး changes လုပ်နိုင်တယ်။ lens တွေကမင်းမျက်နှာကိုပို့ပြီးရှေ့အောင်ပို့ပြီးပြောင်း reshape လုပ်နိုင်တယ်။ဘုသောကဘာလဲသိလား။မင်းရဲ့အုံနောက်ကတော့မင်းမျက်နှာကိုမြင်နေရတဲ့အမြင်တွေကခဏခဏပြောင်းလဲနေပါတယ်။အေးပြတ်တဲ့ခါကျမျက်နှာတစ်မျိုး stress များတဲ့ခါကျတစ်မျိုးစိတ်ကြည်နေတဲ့ခါကျတစ်မျိုးခဏခဏပြောင်းလဲနေတော့သတိထားမိမှာပါဒါပေမဲ့ကိုမျက်နှာနဲ့နီးစပ်ဆုံးတူမဲ့မျက်နှာကိုတီးရင်တော့ဒီနီးလောက်ကိုသုံးကြည့်လို့ရတယ်ကိုဖုန်းရဲ့ back camera ကိုသုံးပြပြီးတော့အလင်းစူးစူးကြီးတွေမရှိတဲ့နေရာမှာကိုမျက်နှာကိုပြန်ရိုက်ပြီးတော့ကြည့်လို့ရတယ်ဒါမှမဟုတ် TikTok ရဲ့ inverted filter ကိုသုံးပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့တကူတော့မှတ်ထားပါအဲ့ဒါမင်းမျက်နှာရဲ့90%လောက်ပဲတူညီရပါကျန်တဲ့10%ကတော့မင်းကိုမြင်တဲ့ခြားလူတွေကပဲသိနိုင်ပါလိမ့်မယ်